2013 ခုနှစ်ဇန်နဝါရီလ2 ရက်ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်အမှတ်1ရပ်ကွက်အောင်ချမ်းသာဓမ္မယုံအတွင်ဆင်ရင်ကျင်းပပြုလုပ်အပ်သောအထူးတရားပွဲ၌ကမာရွတ်မြို့နယ်အမှတ်1ရပ်ကွက်လုံးဆိုင်ရာမိသားစုများ၏နှစ်ဦးမင်္ဂလာသာသနာအပူဇာအဖြစ်ဖြင့်ဟောကြားအပ်သောနှစ်သက်အခါမှာကျက်တရီရှိအောင်နေထိုင်ပါအကြောင်းတရားဒေသနာတော်ဒီနေ့ညတပါးသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တော်အတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမိဒ္ဓကြီးမာသမိတာနှင့်တထာဇနီဆွန်ငင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ကေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့အားရှာလေသည်မဟာကရုဏီကတတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းနှစ်သက်အခါမှာကျက်တည်ရှိအောင်နေထိုင်ပါ2012ခုနှစ်ဟောင်းကုံဆုံးပြီးတဲ့နောက်မှာ2013ခုနှစ်သက်အခါသမယတို့ဝင်ရောက်လာတဲ့အချိန်2013ခုနှစ်သက်အခါချိန်ရှိသမျှမိမိတို့ဘဝမှာစိတ်တည်ရှိအောင်နေထိုင်သွားဖို့တန်ဋိဌာန်ချပြီးတော့ကျင့်သုံးဖို့လိုအပ်တယ်ပေါ့လူတိုင်းဟာစိတ်တည်ရှိခြင်းညစိတ်တည်ရှိအောင်ဘယ်လိုလုပ်ရမလဲစိတ်တည်ရှိခြင်းအကြောင်းနဲ့စိတ်တည်မဲ့ခြင်းအကြောင်းတွေကပါတယ်လဲစိတ်တည်ရှိတယ်စိတ်တည်မရှိဘူးဆိုတာအပြင်မတွေနဲ့သက်ဆိုင်မှုရှိသလားဒါတွေကိုတိတိကျကျစာပေကျမ်းဂန်မှာဆိုထားတဲ့အတိုင်းဘုန်းကြီးတို့တွေသိရှိနားလည်ပြီးတော့စိတ်တည်ရှိအောင်ကျင့်သုံးနေထိုင်မှုလိုအပ်တယ်ပေါ့ရှေးဥစွာစိတ်တည်ဆိုတာဘာလဲဒါကစပြီးတော့သိဖို့ จิตติဆိုတဲ့မြန်မာစကားလုံးရဲ့
မြစ်ဖြားခံတဲ့ပါဠိစကားလုံးကတိရိလို့ခေါ်တယ်မြန်မာလူမျိုးတွေလည်းဒီနာမည်ကိုမှဲ့လေရှိကြတယ်တိရိတိရိကျက်တည်တိရိသို့မဟုတ်တိရိပါဠိအမှန်ကတော့တိရိတိရိလို့ဆိုလို့တယ်မြန်မာတွေမှာတော့တိရိလို့လည်းခေါ်ကြတယ်တိရိဆိုတာမြန်မာလိုပြန်တော့ကျက်တည်အဲ့ဒီကျက်တည်ဆိုတာဘာကိုခေါ်တာလဲလောကလူသားတွေကျက်တည်ရှိခြင်းညကိုယ်ကိုကျက်တည်ရှိခြင်းတယ်ဆိုရင်ကျက်တည်ကဘာလဲဆိုတာသိဖို့လိုတယ်အဲ့ဒီလိုကျက်တည်ရှိအောင်လဲဘယ်လိုကျင့်သုံးနေထိုင်ရမယ်ဆိုတာလဲသိရှိဖို့လိုတယ်ပေါ့အဲ့တော့ပါဠိစာပေမှာတိရိဆိုတဲ့တိရိဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာကျက်တည်ဆိုတာဘာလဲဆိုတာထင်ထင်ရှားရှားပေါ်လွင်လာတယ်အဓိပ္ပာယ်နှမျိုးနှစ်စားဖွင့်ထားတာရှိတယ်အဲ့ဒီဖွင့်ဆိုထားတဲ့အထဲမှာကတပုံညေနေတယတိတိတိရိလို့ဒီလိုအဓိပ္ပာယ်ဖွင့်တာလည်းရှိတယ်ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်မှာမိပြီးတော့ဖြစ်တဲ့အရာကိုကျက်တည်လို့ခေါ်တယ်နောက်တစ်ခါကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေရဲ့မိယာကတပုံညေဟိနေတိယတိတိတိရိကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေအမိတရားမျိုးကိုကျက်တည်လို့ခေါ်တယ်တဲ့ဒါကစကားလုံးရဲ့အဓိပ္ပာယ်အဲ့တော့ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေပေါ်မှာရှိတဲ့အရာကဘာတုံးလို့ဆိုသူများတဲ့ပို့ပြီးတော့ရုပ်ဆင်းလှပတယ်ချောမောလှပတယ်တရီရသောဘာတမ္ပတိတယ်ခန္ဓာကိုယ်ရဲ့ကျက်တည်ရှိပြီးတော့တင့်တယ်မှုဟာလေကျက်တည်လို့ခေါ်ရတယ်အဲ့ဒီနေရာမှာအတန်ကောင်းတာလဲကျက်တည်ပဲအပြောကောင်းတာလဲကျက်တည်ပဲဆက်ဆံရေးကောင်းတာလဲကျက်တည်ပဲယဉ်ကျေးသိမ်မွေးတာလဲကျက်တည်ပဲအဲ့တော့လူတယောက်ဟာကျက်တည်ရှိတယ်ကျက်တည်ရှိတယ်လို့ဆိုတဲ့နေရာအပေါ်ယံအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ရုပ်ဆင်းလှပချောမောတာလဲကျက်တည်အပြောဆိုလိမ္မာယဉ်ကျေးတာလဲကျက်တည်အနေထိုင်ပိယိတေတ္ထလည်းကျက်တည်အမျိုးကောင်းသမီးအမျိုးကောင်းသားပိပိတတပြောဆိုဆက်ဆံနေထိုင်တတ်တာကျက်တည်ဒီတဲ့အတွင်း၌ကြည့်တဲ့အခါကျတော့စိတ်ကောင်းနှလုံးကောင်းရှိတာကျက်တည်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့နော်ဒါကအပြင်ပန်းကနေဆက်သွယ်ပြီးတော့ပြောတဲ့ကျက်တည်လောကလူသားတွေလည်းဒီလိုပဲပြောကြတာအေးရုပ်ရည်ကကျက်တည်ရှိလိုက်တာလို့လည်းပြောကြတယ်ရုပ်ဆင်းလှပပြီးတော့ကျက်တည်ရှိတဲ့ရုပ်အဲ့လိုကျက်တည်ရှိတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်တွေမှရတာတုံးဆိုတော့ကတပုံညကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေမှရတာအတိတ်ဘဝတုန်းကကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒီဘဝမှာလည်းကုသိုလ်ကောင်းမှုတွေလုပ်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာကျက်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာအတိတ်ဘဝကုသိုလ်ကောင်းမှုလုပ်သည့်အတွက်ကြောင့်ရုပ်ဆင်းအင်္ဂါလှပချောမောတယ်ဒီဘဝမှာကုသိုလ်ကောင်းမှုတွေလုပ်လို့အပြောဆိုလိမ္မာယဉ်ကျေးတယ်အလုံးရဲ့ကြီးညိုလေးစားမှုကိုခံရတယ်စိတ်ကောင်းနှလုံးကောင်းတွေရှိတယ်အဲ့ဒါဟာကျက်တည်ဘုန်းကြီးတို့တွေကျက်တည်ရှိခြင်းတယ်ဆိုလို့ရှိရင်ရုပ်ဆင်းအင်္ဂါလှတာမလှတာတော့အတိတ်နဲ့ပဲသက်ဆိုင်တယ်
ကုသိုလ်ကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်ကတော့ရုပ်ဆင်းအင်္ဂါလှပချောမွေ့သို့တော်လည်းလိမ္မာရင်ကျေးမှုတို့ပြောဆိုလိမ္မာတာနေထိုင်ပြီးတတ်ရတာစိတ်ကောင်းနှလုံးကောင်းရှိတာတော့ဒီဘဝမှာရနိုင်တဲ့จิตတွေပဲအဲ့တော့จิตတွေနဲ့ပြည့်စုံခြင်းလို့ရှင်အတိတ်ဘဝလည်းကုသိုလ်ကောင်းမှုလုပ်ခဲ့လို့ဒီဘဝမှာရုပ်ဆင်းလှပချောမွေ့တာတို့အဲ့ဒီလိုအခြေအနေမျိုးတွေကိုရရှိလာတယ်ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာจิตတွေရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတာဒါကအတိတ်ပဲတစ်ခုပေါ့နောက်တစ်ခုကจิตတွေဆိုတာပတ်ဝန်းကျင်နဲ့အနေအထိုင်တန်ရှင်းတတ်ရမှုနဲ့လည်းပတ်သက်တယ်ကတ္တပုံညိဟိသေဝိယတိတိတိရိဘုံကံရှိတဲ့ပုဂ္ဂိုလ်တွေသုံးပြုရတဲ့အရာဟာจิตတွေလို့ခေါ်တယ်အဲ့တော့ကုသိုလ်ကောင်းမှုရှိသည့်အတွက်ကြောင့်ယရနာတွေပိုင်ဆိုင်တယ်ဆင်မြန်းရတယ်ဝတ်ကောင်းစားလာတွေဝတ်နိုင်တယ်ဒါလည်းจิตတည်လို့ပြောလို့ရတာပဲကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီအခြေအနေမျိုးတွေကိုရရှိတယ်တဲ့တော့จิตတည်ဆိုတဲ့နေရာမှာအဓိပ္ပာယ်ဖော်ဆောင်တာတွေကဒါတွေကအပြစ်မှန်းကိုကြည့်ပြီးတော့အဓိပ္ပာယ်ဖော်ဆောင်မှုတွေလို့ဒီလိုဆိုတာနော်အဲ့တော့အခုလို့အဓိပ္ပာယ်ပေါ်လွင်လာတဲ့ဒီจิตတည်ဆိုတဲ့အရာစာပေကျမ်းကမှာတရိရသောဘတမ္ပတ္တာတိရုပ်စစ်အင်္ဂါလှပမှုနဲ့ပြည့်စုံခြင်းစတဲ့အခြေအနေကောင်းတွေလို့ဆိုလိုတယ်အဲ့ဒီအခြေအနေကောင်းတွေအလုံးဟာအတိတ်ဘဝကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေသာရရှိနိုင်တာဖြစ်သောကြောင့်ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေရတဲ့အခြေအနေတွေဖြစ်သောကြောင့်တိရိလို့ခေါ်တာပါတဲ့ကတ္တပုံညိဟိသေဝိယတိတိသို့မဟုတ်ကတ္တပုံညိနေတယတိတိတိရိဆိုတဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုဒီလိုဖော်ထားတာအဲ့တော့လောကလူသားတွေကလည်းဒီအပေါ်ယံကြည့်ပြီးတော့จิตတည်ဆိုတာကိုပြောလို့ရှိကြတယ်ပေါ့ထိတဲ့လေးနဲ့တဲ့အဓိပ္ပာယ်လို့ဆိုရအတွင်းအည်ချင်းနဲ့ပတ်သက်ပြီးတော့လည်းပဲจิตတည်ဆိုတာပါလဲအပေါ်ယံကနေကြည့်တာမျိုးမဟုတ်ဘဲနဲ့အတွင်းအနှစ်သာရပိုင်းကိုကြည့်ပြီးတော့လေจิตတည်ဆိုတာကိုပြောလို့ရတယ်အဲ့ဒါကြတော့စကားလုံးအဓိပ္ပာယ်ကိုဘယ်လိုဖော်ဆောင်ထားတော့လို့ဆိုလို့ရှိရင်တိရိတိပညာပုံညာနာအဓိဝဆနာဆိုတဲ့စကားလုံးဖွင့်ဆိုချက်ရှိတယ်ဆိုလိုတာကတိရိဆိုတဲ့จิตတည်ဟာအသိပညာရဲ့ကုသိုလ်ကောင်းမှုရဲ့ဒီရည်ချင်းနှမျိုးရဲ့အမည်နာမဖြစ်ပါတယ်ဒီတိရိဆိုတဲ့စကားလုံးကအဲ့ဒီနှစ်ခုအတွက်အသုံးပြုတာပါလို့ပြောတာအဲ့တော့ခုနအဓိပ္ပာယ်ကဒီဟာနှစ်ခုကိုထင်ထင်ရှားရှားဖော်ပြတာမရှိဘူးခုနကတော့ရုပ်ဆင်းလှပရင်လည်းจิตတည်ပဲအပြောဆိုလိမ္မာယဉ်ကျေးရင်လည်းจิตတည်ပဲအနေထိုင်ပြီးတတ်ရလို့ရှင်လည်းจิตတည်ပဲဟောကောင်းစားလာတွေဝတ်ဆင်ထားနိုင်လို့ရှင်လည်းจิตတည်ပဲလို့အပေါ်ယံကြည့်ပြီးတော့ခုနပြောတယ်တကယ်จิตတည်ကြတော့ဘာလဲလို့ဆိုရင်တိရိတိပညာပုံညာနာမေတ္တာအဓိဝဆနာတိရိတိတိရိဆိုဒီမှာပညာပုံညာနာအသိပညာနဲ့ကုသိုလ်ကောင်းမှုတို့ရဲ့အဓိဝဆနာအမည်နာမပဲသို့မဟုတ်ပညာနဲ့ကုသိုလ်ကောင်းမှုတွေကိုဆွဲပြီးတော့ခေါ်ထားတဲ့စကားလုံးဖြစ်ပါတယ်လို့ဒီလိုပြောတာအဲ့တော့จิตတည်ရဲ့အဓိပ္ပာယ်ကိုပြောလိုက်လို့ရှင်ဒီစကားလုံးဒီဖွင့်ဆိုချက်နှမျိုးကိုကောက်ချက်ချကြည့်လို့ရှိရင်
အတွင်းအနှစ်သာရဖြစ်တဲ့ပညာဟာလည်းจิตတည်ပဲကုသိုလ်ကောင်းမှုပြုလုပ်လို့ကုသိုလ်တွေတိုးပွားနေခြင်းဟာလည်းจิตတည်ပဲအဲ့ဒီကုသိုလ်ကောင်းမှုနဲ့တတ်ပညာကြောင့်ရရှိလာတဲ့ဂုဏ်သိက္ခာတွေလည်းจิตတည်ပဲဆိုတဲ့အဓိပ္ပာယ်ရလာတယ်ပေါ့ရုပ်ဆင်းအင်္ဂါကိုကြည့်ပြောတာမဟုတ်ဘူးဒါကြတော့နော်အရည်ချင်းတစ်ခုကြည့်ပြောတယ်ဒီနှစ်ခုစလုံးဟာမှတ်ထိုက်တဲ့စကားတွေကြည့်ပဲပေါ့ကောင်းဒီလောကမှာจิตတည်ရှိတယ်จิตတည်ရှိတယ်ဆိုတာဒီတည်းကတစ်မျိုးမျိုးကိုရည်ညွှန်းပြီးတော့ပြောကြတယ်ဒါจิตတည်ဆိုတာဘာလဲဆိုတဲ့မှတ်သားဖို့ရှိဥစွာပြောတာနော်จิตတည်ရဲ့အဓိပ္ပာယ်ကိုနားလည်จิตတည်ဆိုဒီမှာအနှစ်သာရပိုင်းအပြင်ကြည့်မယ်ဆိုရင်အသိပညာကိုလည်းจิตတည်လို့ခေါ်တယ်ပြုလုပ်နေတဲ့ကုသိုလ်ကောင်းမှုတွေကိုလည်းจิตတည်လို့ခေါ်တယ်အပြစ်မှန်အားဖြင့်ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့သည့်အတွက်ကြောင့်ရုပ်ဆင်းအင်္ဂါချောမောလှပခြင်းအပြောဆိုလိမ္မာယဉ်ကျေးခြင်းအတန်ကောင်းခြင်းအနေထိုင်ပြီးတည်တတ်ခြင်းစတဲ့လူယဉ်ကျေးဖွယ်ရာတွေဒါတွေကလည်းจิตတည်တွေပဲအသုံးပြုတဲ့ယရနာပစ္စည်းတွေကလည်းจิตတည်ပဲလို့ဒီလိုအတိတ်ပဲကောက်ချက်ချလို့ရအဲ့တော့ဒီလိုจิตတည်ဆိုတဲ့အနေအထားမျိုးဟာအကြောင်းမဲ့ဖြစ်လာတာလားလို့ဆိုမဟုတ်ဘူးจิตတည်ရှိအောင်လုပ်ခဲ့လို့จิตတည်ရจิตတည်ဆိုတာရှိတယ်တိရီဆိုတဲ့จิตတည်နဲ့ပြည့်စုံတာအရေးချင်းနှစ်ရက်ပြည့်စုံဖို့အဲ့ဒီအရေးချင်းနှစ်ခုဆိုတာဘာလဲလို့ဆိုရင်ဥပ္ပိသကတပုညတာရုပ်ဆင်းကချောမောလှပခြင်းစတဲ့အခြေအနေခေါင်းနေဒီจิตတည်မျိုးရဖို့ရအတွက်ကြတော့ဘာလုပ်ဖို့လိုတော့ဆိုဘဝကကုသိုလ်တရားတွေကိုအာထုတ်ကြိုးစားခဲ့တဲ့ပုဂ္ဂိုလ်မျိုးကြိုးစားအာထုတ်ခဲ့တာဟာဒီจิตတည်ရခြင်းရဲ့အကြောင်းတစ်ခုပဲအခုဘဝမှာကုသိုလ်ကောင်းမှုတွေလုပ်နေခြင်းသည်နောက်ဘဝမှာจิตတည်ရဖို့အတွက်ဖြစ်တယ်အတိတ်ဘဝကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဒီဘဝမှာจิตတည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါမို့ကုသိုလ်ကောင်းမှုလုပ်ခဲ့တာဟာမေတ္တာမှအရေးကြီးတယ်အဲ့တော့ဘုန်းကြီးတို့တွေကိုယ့်ကိုယ်ပြန်စဉ်းစားကြည့်တို့တွေကုသိုလ်ကောင်းမှုလုပ်ခဲ့လားလုပ်ခဲ့သည့်အတွက်ကြောင့်လူဘဝရလာလူဘဝရလာတဲ့အခါမှာယသိနာနာလျာကိုလို့ဆိုတဲ့အင်္ဂါရက်တွေဟာပြည့်ပြည့်စုံစုံအကြောင်းနဲ့အကျိုးကောင်းတဲ့ဆိုးကိုသိစွမ်းနိုင်တဲ့အသိပညာကောင်းတဲ့စကားလားဆိုးတဲ့စကားလားခွဲခြားသိနိုင်တဲ့ဉာဏ်ပညာနဲ့ပြည့်စုံပြီးပညာရည်တွေကိုစီးပူးအားထုတ်နိုင်တဲ့အနေအထားတစ်ခုလူဘဝမှာလူပီတိတတ်ဖြစ်လာတာကိုကုသိုလ်ကောင်းမှုလုပ်ခဲ့လို့ပဲဆိုတာထင်ရှားတယ်ပေါ့။ဘာဖြစ်လို့လဲဆိုကုသိုလ်မရှိဘဲနဲ့လူမမဖြစ်နိုင်တာအမေကခေါ်ယူလာတာမဟုတ်ဘူးအဖေကခေါ်ယူလာတာမဟုတ်ဘူးကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်မှလူဘဝရလာကုသိုလ်ကောင်းမှုကပို့ပေးလိုက်တာတခါတည်းရန်သားသမီးကအမေတဲ့ရုပ်ဆင်းအင်္ဂါလှပါတယ်အဖေတဲ့ရုပ်ဆင်းအင်္ဂါလှပါတာမျိုးတွေရှိတယ်အမေဖေတွေကိုရုပ်ဆိုးမရုပ်ဆိုးဖြစ်နေပြီမဲ့သားသမီးကရုပ်ချောနေတာလည်းရှိတတ်တယ်ဒါမျိုးရောဖြစ်နိုင်လားဖြစ်နိုင်တာပေါ့ရွှွညွန့်ထဲမှာပေါက်တဲ့ကြားဟာနော်ရွှွညွန့်နဲ့တူမမတူတာပေါက်တဲ့နေရာသွားကြည့်ရင်တော့ရွှွန့်ပွက်ကြည့်တယ်အဲ့ဒီရွှွန့်ပွက်ထဲကထွက်လာတဲ့ကြာပန်းကြတော့ဘလောက်လှရွှွန့်ပွက်အနံ့မပါဘူးမွေးကြိုင်တဲ့အနံ့ပဲရှိတယ်ဟောမြေကြီးတွေကထွက်လာတဲ့ယရနာစိန်ကြောင့်မြေကြီးရဲ့တန်ဖိုးမကတန်ဖိုးကြီးလာအဲ့တော့ကုသိုလ်ကောင်းမှုရှိလာပြီဆိုလို့ရှိရင်မြည်သည့်မိဘကမွေးဖွား
လူရည်လို့ဖြစ်လာတဲ့အခါမှာဂျာပန်လိုသုံးတဲ့မှုကြိုင်မှုတွင်းတဲ့စိန်ကြောက်တယ်လို့ဟောတန်ဖိုးကြီးမားမှုဆိုတာလူတွေမှာရရှိလာနိုင်တယ်ပေါ့အဲ့လိုဆိုတာအဲ့တော့ဂျာပန်လေးဟာစက်တည်ရှိတယ်တန်ဖိုးကြီးတဲ့တွင်းတဲ့ကြောက်တယ်အမှန်တမ်းစက်တည်ရှိအချိန်နေချင်းမတူဘူးလို့အဲ့တော့လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာလေအတိတ်ကကုသိုလ်ကောင်းမှုလုပ်လာတဲ့ပုဂ္ဂိုလ်ဟာစက်တည်ရှိလာအတိတ်ကကုသိုလ်လုပ်လို့ဒါစက်တည်ရှိတဲ့ဘဝရောက်လာဒီဘဝမှာဆက်လက်ပြီးတော့အတ္တသမ္မာပဏိဋ္ဌိလို့ခေါ်တယ်ဒုတိယအရေးကြီးဆုံးအချက်ကပါတော့မိမိစိတ်သဘောထားကိုပြုပြင်ပြီးတော့ကိုယ့်ကိုကောင်းအောင်လုပ်တယ်ပေါ့အတ္တသမ္မာပဏိဋ္ဌိဆိုတာကိုယ့်ကိုကောင်းအောင်နေတာကောင်းအောင်ကျင့်ဆောင်တယ်စိတ်ထားတွေကိုပြုပြင်တယ်ဇယိုက်ဆိုးတွေမဖြစ်ရအောင်နှိပ်ကွက်တယ်စိတ်ကောင်းနှလုံးကောင်းထားတယ်ကိုကျင့်တရားနဲ့ပတ်သက်ပြီးကိုကျင့်သီလမရှိသေးရင်ရှိအောင်ကြိုးစားတယ်ဒါအတ္တသမ္မာပဏိဋ္ဌိလို့ခေါ်တယ်ဒီဘဝမှာပညာမတတ်သေးရင်ပညာတတ်အောင်ကြိုးစားလေ့လာစီဖို့အထောက်တယ်ဟောအတိတ်ဘဝလည်းကုသိုလ်ကောင်းမှုတွေရှိလာဒီဘဝမှာလည်းကိုယ့်ကိုယ်ကောင်းအောင်ပြုပြင်ပြီးတော့နေထိုင်နေဆိုတဲ့အတ္တသမ္မာပဏိဋ္ဌိဟောဒီအကြောင်းနှစ်ခုဟာจิตတည်ရှိခြင်းအကြောင်းပဲจิตတည်ရှိဖို့ရအတွက်ဖြစ်လာအဲ့တော့จิตတည်ရှိဖို့အတွက်အတိတ်ဘဝကုသိုလ်ကောင်းမှုလုပ်ခဲ့သည့်အတွက်ကြောင့်တို့တွေလူဘဝရောက်လာတယ်ထိုက်လျောက်ပုဗ္ဗေသကတ္တပုညတ္တရှိတယ်အဲ့ဒီပုဗ္ဗေသကတ္တပုညတ္တရှိလို့လူဘဝရောက်လာတာကိုအတ္တသမ္မာပဏိဋ္ဌိကိုယ့်ကိုစိတ်ဘောထားကောင်းအောင်ကြီးပွားတိုးတက်အောင်ကိုကျင့်သီလမရှိသေးရင်ရှိအောင်ပညာမရှိသေးရင်ရှိအောင်ကြိုးစားမှုမပြုဘဲနဲ့အပြင်းဖက်ပြီးအချိန်ဖြုံးနေမယ်ဆိုလို့ရှိရင်ဟောဒီအတ္တသမ္မာပဏိဋ္ဌိဆိုတာမထားနိုင်ဘူးဆိုရင်စက်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်မလာနိုင်ပြန်ဘူးเนาะနောက်ဆုံးမှာစက်တည်မရှိုံနဲ့မကဘူးစက်တည်ရုပ်မှရုပ်တဲ့ပုဂ္ဂိုလ်ထီအောင်ဖြစ်သွားနိုင်သေးတယ်တဲ့အတ္တသမ္မာပဏိဋ္ဌိမရှိဘူးဆိုလို့ရှိရင်ဘောဝိသကတပုညတ္တဘလောက်ပဲရှိအတ္တသမ္မာပဏိဋ္ဌိကင်းမဲ့သွားပြီဆိုလို့ရှိရင်စက်တည်ပါတဖြည်းဖြည်းကင်းမဲ့သွားနိုင်တယ်ဒါလည်းသတိထားရမယ့်အချက်တယ်ဒါကြောင့်မို့နှစ်သက်အခါမှာစက်တည်ရှိအောင်နေထိုင်ပါလို့ဆိုတာအတ္တသမ္မာပဏိဋ္ဌိကိုပြောတာဟောအတ္တသမ္မာပဏိဋ္ဌိဆိုတဲ့စကားလုံးထဲမှာအားလုံးအကျုံးဝင်သွားတယ်ကုသိုလ်လုပ်တယ်ကိုယ်ကိုနေထိုင်ကောင်းအောင်နေတယ်ဟုတ်လားသီလနဲ့ပြည့်စုံအောင်လုပ်တယ်ကိုချင်းတရားပြည့်စုံအောင်လုပ်တယ်စာခလို့ဆိုတဲ့ဆွလွတ်မှုဆိုတဲ့ကုသိုလ်တရားတွေပြည့်စုံအောင်လုပ်တယ်အသိပညာတွေရရှိလာအောင်ကြိုးစားတယ်ဒါကိုအတ္တသမ္မာပဏိဋ္ဌိကိုယ့်ကိုပြင်ပြီးတော့လုပ်တာလောက်ထီအောင်ပြင်လို့ရလဲလို့ဆိုရင်ကိုယ့်ကိုပြင်တာပုရုဇဉ်ဘဝကိုပြင်လိုက်ရင်သောတပန်ဘဝကဆက်ပြီးတော့ပြင်ရင်တဂရဂံနဲ့အနာဂံကိုပြင်လိုက်မယ်ဆိုရင်ယ ahanan ထီအောင်ဖြစ်သွားပြင်ဆင်မှုဟာယ ahanan ဖြစ်မှအဆုံးသတ်တယ်ပေါ့ရုပ်စင်းပြင်တာတော့ဒီလိုဆိုလိုတာမဟုတ်ဘူးအလှပြင်တဲ့ဆိုင်သွားပြင်တာအဲ့ဒါစိတ်ကိုပြင်တဲ့အခါကျတော့ကိုယ်ပိုင်တဲ့ကိုယ်စိတ်လေးကိုရုပ်စင်းပြင်တာအမှန်တမ်းလွယ်တယ်ကိုယ်စိတ်ပြင်တာကြတော့ beauty parlor သွားလုပ်လို့မရဘူး meditation center သွားလုပ်တရားပွဲမှာတရားနာ meditation center မှာပြင်ပညာရှိသူတော်ကောင်းတွေစိတ်ကပ်ပြီးတော့ပြင်ရအဲ့ဒါလို့ပြင်လိုက်လို့စိတ်စဉ်လှပချောမောသွားပြီဆိုရင်ပုရုဇဉ်ဘဝကသောတာပန်ဖြစ်တယ်သူတို့သောတာပန်ကနေပြီးသဂရဂံဖြစ်တယ်အနာဂံဖြစ်တယ်နောက်ဆုံးယ ahanan ဖြစ်သွားတယ်ဟော
လှပဆုံးအဆင့်ထီအောင်တက်သွားပြင်းတယ်ဆိုတာအဲ့ဒီထီအောင်ပြင်းတာအတ္တသမပဏိတိလုပ်ငန်းတွေအင်တမကျေပြတ်နေလို့သူတို့ပြောတာနော်ခြေခံအနေစလို့အဲ့တော့ဘဝိဇာကတပုံညာတာရှိုံနဲ့အတ္တသမအတ္တသမပဏိတိဆိုတာမရှိဘူးဆိုလို့ရှိရင်အများကြီးဒုက္ခရောက်သွားနိုင်တယ်ဥပမာရှင်ဒေဝရတ်ကိုပဲကြည့်ရှင်ဒေဝရတ်ကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘူးလားလုပ်ခဲ့တယ်မြတ်စွာဘုရားနဲ့ညီကိုဝမ်းကွဲတော်တဲ့မင်းမျိုးမှလာပြီးတော့မင်းသားဖြစ်တယ်အသိပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်ပုဗ္ဗေသကတပုံညတာရှိတယ်မရှိဘူးမဟုတ်ရှိအဲ့ဒါလို့ရှိတော့လဲနောက်ဆုံးမှာကိုထိန်းချောင်းပြီးတော့ကောင်းတာတွေပြုပြင်ရမယ်အစားအတွေးခေါ်တွေလွဲမှားပြီးတော့မကောင်းတဲ့အလုပ်တွေကိုလုပ်သည့်အတွက်ကြောင့်နောက်ဆုံးဟာအတိတ်ဘဝကုသကံရဲ့အခြေအနေကောင်းတွေလည်းပျက်စီးသွားတယ်ပျက်စီးသွားရမြမကဘဝကိုအဆုံးသတ်တဲ့အခါမှာမြေမြူပြီးဥဝိစီငရဲထီအောင်ကြာရောက်သွားတာဒါအတ္တသမပဏိတိဆိုတာပြက်သွားလို့ဖြစ်တာအဲ့တော့အတ္တသမပဏိတိဆိုတာလက်ရှိဘဝမှာအတ္တမအရေးပါတယ်လို့ဆိုတာတတိထားကြရအောင်ကိုစက်တည်ရှိခြင်းကိုပြင်ရပြင်တယ်ဆိုတာနံပါတ်1ကိုချင်းသိလားတို့ကြောင့်နေနဲ့သူများတဲ့တတ်ချင်းဆိုတဲ့ပါဏာတိပါဒအမှုတွေဒီအမှုတွေကိုပြုမိနေတယ်ဆိုပြင်လိုက်ပါပါဏာတိပါဒကရှောင်နေဆိုတဲ့အနေထားမျိုးရအောင်ပြင်လိုက်ဟုတ်ပြီမှားနေတဲ့လမ်းကြောင်းပြင်ဆင်လိုက်တာ correction လုပ်တာပေါ့သူများတဲ့တတ်လားတတ်မိတယ်ဆိုလို့ရှိရင်လုံးဝမတတ်ဘူးရှောင်ကျင်တယ်ဆိုတဲ့အမှန်ချစ်နိုင်အောင်ပြင်လိုက်ပေါ့အဒိဏဒါနသူများမပေးတဲ့ပစ္စည်းမျိုးတနည်းနည်းနဲ့ရယူမှုတွေရှိသလားဈေးရောင်းဈေးဝယ်လုပ်တဲ့အခါမှာအတုတွေထည့်ရောင်းသလားနော်တန်မိုးကြီးတဲ့အရာနဲ့တန်မိုးသေးတဲ့အရာတန်မိုးသေးတဲ့အရာကိုရောထည့်ပြီးတော့တန်မိုးကြီးတဲ့ဈေးကိုယူတာမျိုးလဲအဒိဏဒါနပဲဒါစီဆိုင်တွေမှာစီပြည့်အောင်မရောင်းနိုင်ဘူးဆိုလို့ရှိရင်စီတွေကိုဂါလံပြည့်အောင်လီတာပြည့်အောင်မရောင်းဘူးဆိုလေတမင်ခြံထားခဲ့ရင်ဒါအရိဏဒါနပဲဝယ်တဲ့ပုဂ္ဂိုလ်ကတဂါလံနှုံသို့မဟုတ်လီတာ90နှုံပေးတယ်ကိုကပေးလိုက်တာလီတာ40ပဲရှိတယ်ဆိုလို့ရှိရင်ဒါလီတာ10လီတာဘိုးခိုးလိုက်တာပဲအရိဏဒါနဆိုတာအရာထဲမှာတခိုးလို့အော်ခံရမှဖြစ်တာမဟုတ်ဘူးအမတန်မှသတိထားစရာကောင်းအမတန်မှသတိထားစရာကောင်းသူရဲ့ပစ္စည်းကိုယူတယ်ဆိုတဲ့နေရာမယိုးသားတဲ့စိတ်နဲ့ယူတာမှန်သမျှဟာအရိဏဒါနအလေးမမှန်တာပစ္စည်းမမှန်တာရောပြီးတော့ရောင်းတာဒီလိုဟာကအစအတုနဲ့အစစ်လှုပ်တာတွေကစအရိဏဒါနအဲ့ဒီအရိဏဒါနဒီဘဝအတွက်တော့သူများစီကနှိုက်ယူလိုက်လို့ရတာလေးတော့ဟုတ်တယ်အဲ့ဒီရလာတဲ့ပစ္စည်းတွေဟာကိုယ့်အတွက်မှာတန်တရားကြွေးကြီးတွေဖြစ်လာအင်တမကြောက်စရာကောင်းတယ်တန်တရားကြွေးဆိုတာကျွေးဆိုသည်မြတ်ဘယ်ကျွေးပဲဖြစ်ဖြစ်ပေးဆိုင်ရမှာဖြစ်တယ်ပေါ့ကံကြမ္မာဝတ်ကျွေးကြတော့မပေးခြင်းလို့နေလို့မရဘူးဒီပြင်ကျွေးတွေကလျှော်ခြင်းလျှော်ခံရမယ်ဘံကရချိန်ညာပြီးတော့နော်ဒေဝါလီခံပြီးတော့ကျွေးကိုရှောင်လို့ရသေးတယ်တန်တရားကျွေးမှာအဲ့ဒါလို့ရှောင်လို့ရနိုင်တာမဟုတ်ဘူးပေးဆိုင်ရမှာဖြစ်တယ်ပေါ့အဲ့ဒီတန်တရားကျွေးဟာမိမိယူထားတာတဲ့အတိုင်းအတာအရာပိဿံဘုန်းကြီးတို့ငယ်စဉ်က
ကြားဘူးတယ်ရွာတရွာမှာညီကို2ယောက်အကိုလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီခေတ်ကငွေချေးတစ်ကြက်ရဲ့ထက်ဝက်5မှုပေါ့အဲ့ဒီ5မှုညီစီကခဏချေးပြီးပြန်မပေးပဲနဲ့တည်သွားတဲ့အခါကျတေကနီးမှာပြန်ပေးချင်တော့လဲသူပြန်မပေးရဘူးဆိုတဲ့စိတ်မကောင်းပြီးတော့သေဆုံးသွားတဲ့အခါမှာညီအိမ်မှာသွားပြီးတော့ကျွဲဖြစ်တယ်တဲ့ကျွဲဖြစ်လာပြီဆိုတဲ့ကကျွဲပဲလေနှစ်ပါးကျိုးထိုးပြီးတော့ခိုင်းတော့တာပေါ့ခိုင်းတဲ့အခါမှာမသွားခြင်းလဲသွားရမှာပဲမလုပ်ခြင်းလဲလုပ်ရမလုပ်ခြင်းလို့ရိုက်ခံနော်ရိုက်ခိုင်းတာညီလုပ်တဲ့ပုဂ္ဂိုလ်ကသူ့ကိုမှန်းတော့မသိဘူးပေါ့ရိုက်ခိုင်းကျွဲဆိုတာတိတ်အသက်ရှည်တာမဟုတ်ဘူးလေ10နှစ်20ဆိုတာအလွန်ဆုံးကျွဲဘဝကလွတ်လာတဲ့အခါကျတော့အဲ့ဒီရွာမှာပဲသူကလူပြန်ဖြစ်တယ်တဲ့လူပြန်ဖြစ်လာတဲ့အခါမှာသူ့ရဲ့နောင်တမိုက်နောင်တကိုရပြီးတော့တိတတ်တဲ့အရွယ်လေးမှာအိမ်ကပတ်စံပြား90သို့မဟုတ်5မှုကိုယူပြီးတော့သူညီစီသွားပေးတယ်တဲ့မင်းကျွေးငါပြန်ဆက်ပါပြီကွာခြေပါတော့မင်းကပတ်စံလေး5မှုနဲ့ငါ့ကိုရိုက်ခိုင်းလိုက်တာလို့ပြောတဲ့နော်အဲ့ဒါလို့ပြောတဲ့အဲ့တော့ကျွေးဆိုတာဆက်ရစမြဲပဲဒါဆက်ရတယ်မဟာစီဆရာတော်ဘုရားကြီးဟောတဲ့ဓမ္မစကြာတရားတော်ကြီးမှလားပရိစ္ဆေသမုပ္ပါဒ်တရားတော်ကြီးမှလားမသိဘူးဗမာပြည်မှာဖြစ်ခဲ့တဲ့ကျွေးမပေးနိုင်လို့4 ဘဝ 3 ဘဝဆက်တိုက်ပြီးတော့ခံရတာလေအကြောင်းလေးဖတ်ရှုထားဖို့တယ်ပေါ့အဲ့တော့ကျွေးဆိုတာပေးရတယ်ဆိုတာဘယ်လိုနည်းနဲ့ယူထားတာမတရားသဖြင့်ယူတာလဲကျွေးဖြစ်တတ်တယ်ဒါကြောင့်မို့အရိဏဒါနဆိုတာမလုံသေးရင်လုံအောင်လုပ်အောင်ကိုယ်စိတ်ကိုတန်တန်ရှင်းရှင်းစင်စင်ကြဲကြဲဖြစ်အောင်အယုသားဆုံးဖြစ်အောင်ကြိုးစားကာမေတုမိစ္ဆာစာရမလုံဘူးဆိုရင်လုံအောင်ကြိုးစားရမယ်ကာမေတုမိစ္ဆာစာရရဲ့အပေါ့ဆုံးအပြစ်ကလူဖြစ်လာရင်လူမုန်းများမယ်အရက်ထဲမှာချင်ပတ်လူချင်ပတ်ဖြစ်နေတတ်တယ်အဲဒါကြောင့်ပြောတယ်ချင်ပတ်ဖြစ်လဲငပိရည်နဲ့လိုက်တယ်လို့ပြောသေးတာနော်ဟုတ်ချင်လဲဟောမှာပဲဒါတော့အဲ့တော့လူချင်ပတ်တွေလည်းဖြစ်နေတတ်သေးတယ်ဒါဘုဒ္ဓဝါဒမလုံဘူးဆိုလို့ရှိရင်အရက်ထဲမှာအဆွဆွဲခံရတတ်တယ်မဟုတ်တာနဲ့အဆွဆွဲခံပြောဆိုခံရအဲ့လိုမျိုးတွေဖြစ်တတ်တယ်တဲ့သူရမေတွေကမလုံဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်အပေါ်ဆုံးအပြစ်ဒါကနော်သူရမေတွေရဲ့အကျိုးတွေထဲမှာအပေါ်ဆုံးခံရတဲ့အကျိုးတရားအယူအနှံဖြစ်တယ်ကြက်မပြေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သင်လို့ပြုလို့မရယူပေါ်ပေါ်အိမ်မှာလည်းအသုံးမကျဘယ်မှအသုံးမကျတဲ့ပုဂ္ဂိုလ်ဖြစ်တတ်တယ်ဒီလိုဟာမျိုးဖြစ်တယ်ဟုတ်တယ်လေအရက်မူးနေတဲ့အချိန်ဘာသုံးကြအဲ့ဒါလိုပဲအရက်မူးကနောင်ဘဝထီအောင်ဆက်ပြီးပါသွားတဲ့အခါမူးနေတယ်လို့ပဲအသုံးမကျတဲ့အနေအထားမျိုးရောက်သွားတတ်တယ်အဲ့တော့ဒီလိုကိုယ့်ကိုပြင်လိုက်ရမှာအနာတိပါဒမလုံသေးရင်လုံအောင်အရိဏဒါနမလုံသေးရင်လုံအောင်ကာမေတုမိစ္ဆာစာရမုဒ္ဒဝါဒသူရမေတွေကမလုံသေးရင်လုံအောင်ဆိုဟောကိုချင်းသီလမပြည့်သေးရင်ပြည့်အောင်ဆိုတဲ့ဒါကိုအတ္တသမပဏိတိလို့ခေါ်တယ်ကိုယ့်ကိုပြင်သွားတာကိုယ့်ကို correction လုပ်သွားမလုပ်လို့မရပြင်သွားမကြမကြဒေါသထွက်တတ်တယ်ဆိုလို့ရှိရင်ပြင်ရမယ်စိတ်ရှိသီးခံမှုဖြစ်လာလေ့ကျင့်ပေးရထိကနေရှိစိတ်ဆိုးတတ်တယ်ဆိုရင်ဖြစ်လျက်ဘဝမှာအယုတ်ဆိုးကြီးတံဖြစ်မှာပဲအယုတ်ဆိုးကြီးတံဖြစ်ုံမကတချို့လူရဲ့မျက်နှာကပြုံးလို့မရတဲ့မျက်နှာဖြစ်တယ်နော်
ဘယ်လိုမှပြုံးလို့မရတဲ့မျက်နှာမျိုးကြီးစည်းခွက်မျက်နှာဘယ်လိုလုပ်ပြုံးမလို့အဲ့ဒါမျိုးကရှိသေးတာအဲ့တော့ဒေါသစရိုက်ရှိရင်လည်းပြင်မှုလိုတာပဲဒေါသစရိုက်ဆိုတာရိုင်းပြတဲ့အနေအထားမျိုးတွေရှိလူကြီးသူမပြန်ပြောတယ်မိဘပြန်ပြောတယ်ပြန်ဆဲတယ်ဆိုတာမျိုးတွေဟာရိုင်းပြတဲ့အမှုရတယ်အဲ့ဒါတွေကဖရုဒဝါစာအဆဲဝါဒနာပါတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှနားချမ်းသာတဲ့အတန်မကြားရဘူးတဲ့အမနာပတံဝတ္တနိကသူနားထဲမှာကြားရတာตายရတဲ့အတန်ဘယ်တော့မှမကြားရဘူးလို့ပြောတယ်နော်ตายရတဲ့အတန်လေးဆုံးသွားတတ်တယ်အဲ့ဒါကြောင့်မို့လို့ကိုယ်ကိုအတ္တသမပဏိတိကောင်းတဲ့အတန်လေးတွေကြားရအောင်ဖရုဒဝါစာကိုရှောင်ရမယ်ဒီလိုဆိုလိုတာနော်အေကောင်းပြီကိုချင်းသီလဖြင့်ပြုပြင်ပေးခြင်းဖြင့်အတ္တသမပဏိတိကိုယ့်ကိုကောင်းအောင်ပြင်နေဒါသီလတမာတိစိတ်တည်ငြိမ်မှုမရှိသေးဘူးဆိုလို့ရှိရင်စိတ်ကြည်ငြိမ်မှုရအောင်ကြိုးစားအထောက်သမထကျင့်စဉ်ကျင့်တယ်ဆိုတာဘုရားကိုအာယုံပြုပြီးတော့နေလို့ရှိရင်လေဒါဗုဒ္ဓနုတ္တိဘာဝနာသမထကမ္မထံတစ်ခုပဲသို့မဟုတ်တရားကိုအာယုံပြုမယ်သို့မဟုတ်တန်ခါကုံကိုအာယုံပြုမယ်သို့မဟုတ်ကိုလှူဒန်းထားတဲ့အလှူဒါနတွေကိုပြန်လဲတွေးတောအာယုံပြုမယ်သို့မဟုတ်ကိုယ့်ရဲ့ကိုချင်းသီလကိုပြန်လဲတွေးတောအာယုံပြုမယ်ဆိုရင်ဟောဓမ္မနုတ္တိတန်ခါနုတ္တိစာဂာနုတ္တိသီလနုတ္တိဆိုတဲ့သမထကမ္မထံနေဖြစ်တာပဲဒါလည်းအဲ့ဒီလိုဖြစ်ရင်းကနေဘုရားကုံပေါ်မှာစိတ်ဟာတည်ငြိမ်သွားတယ်တရားကုံတန်ခါကုံကိုယ့်ရဲ့စာဂကုံသီလကုံတွေပေါ်မှာစိတ်လေးတည်ငြိမ်သွားတယ်ဆိုဒါသမာဓိပဲသမာဓိရှိလောက်ကြိုးစားဒီတဲ့အစစ်မြင့်လောက်အောင်ကြိုးစားမယ်ဆိုရင်ဥပ္ပစာရသမာဓိလို့ခေါ်တဲ့ဇာနာကတ်သွားတဲ့သမာဓိမျိုးရောက်ရှိသွားတဲ့နောက်မှာအပ္ပနာသမာဓိလို့ခေါ်တဲ့ဇံရတဲ့သမာဓိမျိုးထိအောင်ကြိုးစားအထောက်နိုင်တယ်တရားတွေအလုံးပေါ်မှာမေတ္တာပွားနေမယ်အဲ့ဒီမေတ္တာပွားနေခြင်းအပြင်ဒေါသလို့ဆိုတဲ့စัญญဘက်တရားကလွတ်မြောက်လာမယ်မေတ္တာပွားခြင်းဖြင့်နောက်ဆုံးမှာမေတ္တာဇံရသွားသည့်ထိအောင်ဖြစ်လာဟောဒါသမာဓိကျင့်စဉ်တစ်ခုလို့ပြောတာနော်ဒုက္ခရောက်နေတဲ့တ attva တွေဒုက္ခမှလွတ်ကြပါစေဆိုတဲ့ကရုဏာပွားတာအောင်မြင်ကြီးပွားနေတဲ့ attva တွေရရှိထားတဲ့စည်းစိမ်ဥစ္စာတွေကမဆုတ်ကြပါစေနဲ့လို့ဒီစိတ်ဓာတ်ကိုခိုင်မာအောင်ထားပြီးတော့အာယုံပြုပွားများနေမုဒိတာပွားတယ်လို့ခေါ်တယ် attva တွေအလုံးဟာကိုယ်ကံနဲ့ကိုလာကြတာကံသားလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့မေတ္တာပို့ခြင်းဒုက္ခမှလွတ်မြောက်စေလိုခြင်းကြီးပွားတိုးတက်တာဝမ်းသာခြင်းဆိုတဲ့စိတ်လှုပ်ရှားမှုတွေမရှိဘဲနဲ့အေးတရားဆိုတာတရားတစ်ခုကံတစ်ခုပဲလို့စိတ်တည်ငြိမ်မှုဖြောက်အောင်လုပ်ထားကြတော့ဥပေက္ခဘာဝနာလို့ခေါ်တယ်အဲ့ဒါလို့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗြဟ္မဝိဟာရတရားပွားများနေခြင်းဖြင့်လဲအတ္တသမပဏိတိကိုယ့်ကိုကောင်းအောင်လုပ်တဲ့အဓိပ္ပာယ်ပဲအဲ့တော့ကိုယ့်ကိုသမာဓိမရှိသေးရင်သမာဓိရှိအောင်လုပ်တာဒါအတ္တသမပဏိတိပဲဟောနောက်တစ်ခုကပညာမရှိသေးရင်ပညာရှိအောင်လုပ်တယ်ပညာရှိအောင်လုပ်တယ်ဆိုတာဘယ်လိုလုပ်တာပညာဆိုတဲ့နေရာမှာအသက်မွေးဝမ်းကြောင်းပညာလဲပညာပဲသို့တော့ကိုချင်းတရားနဲ့ပတ်သက်တဲ့တဘာဝတရားနဲ့ပတ်သက်တဲ့ကုသိုလ်နဲ့ပတ်သက်တဲ့ပညာမျိုးတွေကိုယ်တဏ္ဍမှာပြည့်စုံအောင်စီးပူအထောက်ဖို့လိုအပ်တယ်တဲ့လောကမှာသင်ယူရတဲ့ပညာမျိုးတွေတတ်လို့ရှိရင်လေဘဝမှာသာဝတ္နေရေးပြည်လဲနိုင်တယ်ဟောဒါကြောင့်လောကပညာရက်တွေကိုလည်းသင်ကြားစီးပူရတစ်ဖက်ကလည်းပဲအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုး
လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတဲ့ပညာရမျိုးကိုလည်းစီးပူအထောက်ရတယ်ဒါကကုသိုလ်လားဒါကအကုသိုလ်လားဒါကအပြစ်ရှိသလားဒါကအပြစ်မရှိဘူးလားပညာရှိတွေချီးမွမ်းတဲ့အလုပ်လားပညာရှိတွေကဲရတဲ့အလုပ်လားလို့ဆိုတာဒီဒါတွေကိုခွဲခြားသိနိုင်စွမ်းရှိတဲ့ပညာရမျိုးရအောင်လည်းစီးပူအထောက်ရမယ်အဲ့ဒါလို့စီးပူအထောက်တဲ့အခါဘယ်လိုလုံးမှပညာဆိုတာရတယ်လေလို့ဆိုမြတ်စွာဘုရားကဟောတယ်သုတ္တုတာလက်ပတိပညာသုတ္တုတာနားထောင်လိုခြင်းတတ်လိုခြင်းသင်လိုခြင်းတတ်ခြင်းသင်ခြင်းသိခြင်းနဲ့စိတ်သိခြင်းတာဟာပညာကိုလက်ပတိရနိုင်တယ်လို့သူတို့ပြောတာနော်အကြောင်းကင်းပြီးတော့ဘာမှဖြစ်ပညာရဖို့အတွက်ကိုယ်ကပညာတတ်ခြင်းဖို့ကအရေးကြီးတယ်လို့ဆိုလို့တယ်ပညာတတ်ခြင်းမှပညာဆိုတာတတ်တယ်ဘယ်ရာပဲဖြစ်ဖြစ်သိခြင်းနဲ့လောက်ကောင်းသလားမလောက်ကောင်းဘူးလားသိခြင်းနဲ့အပြည့်ရှိသလားမရှိဘူးလားသိခြင်းနဲ့သိခြင်းနဲ့အတိုင်းစူးစမ်းတယ်လေ့လာတယ်သင်ယူတယ်ဟောပညာရတယ်လို့ဆိုလို့တရားဝဲတွေသွားတရားနာတယ်မှတ်သားစရာတွေမှတ်သားတယ်ကိုယ်တိုင်လက်တွေ့ကျင့်သုံးတယ်တရားစာအုပ်တွေဖတ်ရှုတယ်ဖတ်ရှုခြင်းဖြင့်လည်းပညာတွေရတာတရားနာခြင်းဖြင့်လည်းပညာတွေရအဲ့တော့ပညာမရှိသေးတဲ့အခြေအနေတစ်ခုမှားနေတဲ့အခြေအနေတစ်ခုဖြစ်လို့မှန်အောင်ပြင်လိုက်တာလေပညာရအောင်လုပ်ယူတာလေအတ္တတမပဏိတိပဲလို့သူတို့ပြောတာနော်ကိုယ့်ကိုကောင်းအောင်လုပ်ကောင်းအောင်လုပ်တယ်ဆိုတာကိုယ့်ကိုအမြဲတမ်းတနေ့တာအချိန်ကထံပုတ္တတမေရတ္တိဓိဝါဝိတိဝတ္တန္တိဘယ်လိုအခြေအနေနဲ့ငါဟာတနေ့တညသို့မဟုတ်တရက်ကုံဆုံးသွားတာလဲနေ့စဉ်နဲ့မြတ်ချက်ခင်လုပ်ကြည့်နော်ဒါကိုတမ္ပစင်ညလို့ခေါ်တယ်တတိတမ္ပစင်ညလို့ခေါ်တယ်ကိုယ့်ရဲ့ဖြတ်တန်းလာမှုကိုမှတ်တမဲ့မနေရဟုတ်ပြီအခုဆိုလို့ရှိရင်2012ခုနှစ်အနည်းကဒီလိုအချိန်ကစပြီးတော့2012ခုနှစ်ကိုရောက်လာပြီအခုရက်ပေါင်း365ရက်ပြည့်တော့2012ခုနှစ်ကုန်သွားပြီအဲ့ဒီနှစ်အတွင်းငါဘာတွေများအများရလိုက်သလဲငါကိုယ်ဘာတွေများပြင်စရာတွေဘာတွေကြံသေးသလဲပြင်စရာတွေကြံရင်ဆက်လက်ပြင်ဖို့ဆိုတာအဖြေထုတ်နိုင်အောင်ကိုယ်ချက်ကင်လောက်ရမယ်ဒါချက်ကင်မလုပ်ရင်မသိဘူးလေအဲ့ဒီချက်ကင်လောက်တာကိုပဲစာပေမှာပစ္စဝခဏလို့ခေါ်တယ်ဆင်ញင်သုံးသပ်ကြည့်တာဘယ်လိုအချိန်ကုန်လာသလဲတနေ့တာဘယ်လိုအချိန်ကုန်လာသလဲတလဘယ်လိုအချိန်ကုန်လာသလဲတနှစ်ရပေါင်း365ရက်ဘယ်လိုအချိန်ကုန်လာသလဲအေး2013ခုနှစ်ထဲရောက်လာပြီမနေ့က1ရက်ဒီနေ့2ရက်ဖြစ်လာပြီလက်ဖြင့်ကဆို3ရက်ဖြစ်မယ်ဟောမနေ့ကအတိုင်းပဲလားဒီနေ့ငါအတွက်ဘာတွေများထူးခြားလား promotion ရလူတွေကယာရူးလေးတိုးဖို့တော့ promotion နဲ့နော်သို့တော့ကိုယ့်ရဲ့အရည်ချင်းတွေဘယ်လောက်တက်လာသလဲဆိုတဲ့ promotion ကိုသတိထားဖို့လိုအပ်တယ်ပေါ့မနေ့ကလိုပဲငါစိတ်တူတော့မလားမနေ့ကလိုပဲလောဘကြီးတော့မလားနော်မနေ့ကလိုပဲအာကျေပါကျေပြောပြီးတော့လူတကာအမြင်ကအောင်ဆဲတတ်တုံးမလားအရာထဲမှာတောင်းညံတုံးမလားဆိုတော့ကိုယ့်ကိုစဉ်းစားကြည့်ရမှာဒါတည်းကနော်အဲ့ဒါလို့ကိုယ့်ကိုစူးစမ်းဆင်ခြင်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအဆိုးတွေတွေ့လာရင်အကောင်းဖြစ်အောင်ပြင်ဖို့ပဲအကောင်းတွေတွေ့တယ်ဆိုရင်ဝမ်းသာပြီးတော့ဆက်လက်ကောင်းအောင်ကြိုးစားဖို့ပဲဟောအဖြေထုတ်ပြီးရင်ဒီတိုင်းလုပ်ရမှာအဲ့ဒါလို့စဉ်းစားပြီးတော့လေ့လာသုံးသပ်ဥပပရိက္ခာသို့မဟုတ်ပစ္စဝခဏအပြန်ပြန်အလံလံဆင်ခြင်သုံးသပ်ပြီးတဲ့အခါကိုယ့်ရဲ့အခြေအနေရက်ကိုဆင်ခြင်သုံးသပ်ပြီးတော့အဖြေထွက်လာတဲ့အတိုင်း
လောက်ကင်ဆောင်ရတာကိုဒါအတ္တသမ္မာပဏိတိလို့ခေါ်တယ်အဲ့ဒီအတ္တသမ္မာပဏိတိဆိုတာပြောလိုက်ရင်ကတော့တူတူလေးပဲကိုယ့်ကိုကောင်းအောင်ထားတယ်ဆိုတဲ့စကားအလုံးမင်္ဂလာတုတ်ထဲမှာလည်းအတ္တသမ္မာပဏိတိဆိုတာပါတယ်လေကိုယ့်ကိုကောင်းအောင်ပြင်တယ်ဆိုတာဒါအရေးကြီးဆုံးပဲအဲ့ဒါလို့ကောင်းအောင်ဘယ်အတိုင်းတာအထိကောင်းအောင်ငါပြင်ပြီးပြီလဲငါကောင်းတာဘယ်အတိုင်းတာအထိကောင်းမလဲဆိုတဲ့စံချိန်စံညွှန်းနေပါကိုယ့်ကိုတိုးတက်လာအောင်ကြိုးစားအထောက်ကြအဲ့ဒါလို့မကြိုးစားဘူးဆိုရင်ဒီဘဝမှာနှုတ်ချမ်းအာချမ်းရှိတဲ့ပုဂ္ဂိုလ်ကလည်းနောက်ဘဝမှာနှုတ်ချမ်းအာချမ်းဖြစ်သွားတတ်တယ်ခေါက်ရိုးကျိုးသွားဒီဘဝဆဲတတ်တဲ့လူကနောက်ဘဝလည်းဆဲအောင်မှာပဲလူဖြစ်ရင်တော့ဆဲတယ်ခွေးဖြစ်ရင်ဟောင်းတာပေါ့နော်ဒါလို့အဲ့ဒါလို့တရားတွေဖြစ်လာပြီဆိုရင်လေရန်လိုတဲ့အမူအရာတွေကရှိနေဥမှာပဲလို့ဒီလိုဆိုလိုတာအဲ့ဒါကြောင့်မို့လို့ဇေယိုက်ဆိုးတွေကိုခေါက်ရိုးကျိုးမနေစေရအောင်ဇေယိုက်ဆိုးတွေကိုနှိပ်ကွက်ပြီးတော့တွန်းလှန်ဖယ်ရှားပစ်ဖို့လိုအပ်တယ်တဲ့စိတ်ထဲမှာဖြစ်နေတဲ့ဇေယိုက်ဆိုးနှုတ်ထဲမှာဖြစ်နေတဲ့ဇေယိုက်ဆိုးကိုယ်အမူအရာမှာပေါ်လာတဲ့ဇေယိုက်ဆိုးဘယ်ဇေယိုက်ဆိုးအကျင့်မျိုးပဲဖြစ်ဖြစ်ရှိနေပြင်ပေးပြီးတော့ကောင်းတဲ့ဇေယိုက်တွေမွေးမြူဖို့လိုအပ်တယ်အဲ့ဒီလိုကောင်းတဲ့ဇေယိုက်ဆိုးတွေကိုဖယ်ရှားလို့ကောင်းတဲ့ဇေယိုက်တွေမွေးမြူမှသာလဲအတ္တသမ္မာပဏိတိဆိုတာဖြစ်တာအဲ့ဒီလိုသူတော်ကောင်းဖြစ်အောင်ကိုယ့်ကိုကောင်းပြင်သွားနိုင်မှသူတော်ကောင်းဖြစ်တာဘုရားလောင်းနေဆိုတာကောင်းအောင်ပြင်လာတာယန္တာပုဂ္ဂိုလ်လောင်းနေဆိုတာလည်းကောင်းအောင်ပြင်လာကြတာမြတ်စွာဘုရားလက်ထက်မှာထင်ရှားပြီးတော့ကျွတ်တန်းဝင်သွားတဲ့ပုဂ္ဂိုလ်တွေဟာတဘဝတည်းလှုပ်လာကြတာမဟုတ်ဘူးကောင်းအောင်ပြင်လာကြတာပြင်လာလို့နောက်ဆုံးမှာအမှားကင်းစင်သွားတဲ့အနေအထားမျိုးရောက်လို့ကျွတ်တန်းဝင်သွားကြတာလေအဲ့ဒါလို့ကျွတ်တန်းဝင်မှုအတွက်ကိုယ်ကိုယ်တိုင်ကခုရပညာဆင်ညာရမှာလို့ဆိုတာတတိထားဖို့လိုအပ်တာပေါ့ဒါအတ္တသမ္မာပဏိတိဆိုတာအဲ့ဒါပြောတာအဲ့ဒါလို့ပြင်မှစက်တည်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာဖြစ်လာမှာအနုဆိုလို့ရှိရင်စက်တည်ရုပ်တဲ့ပုဂ္ဂိုလ်အဆင့်ကိုရောက်လျှော့ချသွားနိုင်သေးတယ်အဲ့ဒါလို့လျှော့ချမသွားအောင်အတ္တသမ္မာပဏိတိဆိုတဲ့စက်တည်ရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင်ဟောစက်တည်ရှိအောင်လုပ်တဲ့နိလန်းဟာအတ္တသမ္မာပဏိတိပဲလို့ဆိုလို့ဒါဖြင့်အတ္တသမ္မာပဏိတိဖြစ်ဖို့ရာအတွက်အထောက်အကူအကြောင်းတွေရောမလိုအပ်ဘူးလားဆိုလိုအပ်တယ်အဲ့ဒီအထောက်အကူအကြောင်းတွေကဘာတွေတုံးလို့မေးပฏิရူပဒေသဝါဒတဲ့တင့်တယ်လျောက်ပတ်တဲ့အရမှနေဖို့လိုတယ်ပြင်ဖို့ဆိုတဲ့နေရာမှာနေရာတိုင်းမှာပြင်လို့ရချင်မှရမယ်သို့မဟုတ်ပြင်တဲ့နည်းစနစ်သိဖို့အတွက်မှန်ကန်တဲ့နေရာတစ်ခုကိုရွေးချယ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါကိုနဲ့တင့်တော်မဲ့နေရာတစ်ခုကိုရွေးချယ်နေထိုင်တာဘဝရဲ့အမှားတွေကိုပြင်ကျင်တယ်ဆိုလို့ရှိရင်သူတော်ကောင်းတရားကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့နိုင်တဲ့နေရာနေထိုင်ခြင်းဟာပฏิရူပဒေသဝါဒလို့ခေါ်တယ်အဲ့တော့ပฏิရူပဒေသဝါဒဆိုတာအမျိုးမျိုးရှိတယ်လို့မှတ်ရမယ်အမျိုးမျိုးဆိုတာကျမ်းမာရေးအတွက်သင့်လျော်တဲ့အရာဒါလည်းပฏิရူပပဲကျမ်းမာရေးလိုချင်ရင်ကျမ်းမာရေးကောင်းမဲ့နေရာမျိုးသို့မဟုတ်ဆရာဝန်ဆေးရုံရှိတဲ့နေရာမျိုးနေတာဒါပฏิရူပလို့ပညာလိုလားတယ်ဆိုလို့ရှိရင်လည်းပညာရှာလို့ရနိုင်တဲ့နေရာမျိုးပညာသင်လို့ကောင်းတဲ့နေရာမျိုးမှာရွှေ့ပြောင်းပြီးတော့နေထိုင်တာဒါပฏิရူပစီးပွားရေးတိုးတက်ချင်တယ်ဆိုရင်လည်းစီးပွားရှာလို့ကောင်းတဲ့နေရာမှာရွှေ့ပြောင်းနေထိုင်ခြင်းဟာလည်းပฏิရူပနောက်ဆုံးမှာနိဗ္ဗာန်ကိုလိုလားတယ်ကောင်းကျိုးချမ်းသာရဖို့ကုသိုလ်ကောင်းမှုတွေလုပ်ချင်တယ်ဆိုတဲ့အခါမှာလည်းကုသိုလ်လုပ်ခွင့်ရတဲ့နေရာမျိုးဟာပฏิရူပလို့ဒီလိုသူ့နေရာလေးနဲ့သူယူတတ်ဖို့လိုတာပေါ့
ကောင်းပြီတင့်လျောက်ပတ်တဲ့အရမှနေခြင်းဟာအတ္တတမပဏိတိအတွက်ထောက်ကူတစ်ခုပဲဒါတစ်ခုနဲ့လုံလောက်ပြီလားဆိုမလုံလောက်သေးဘူးပါလဲလို့ဆိုရင်တပ္ပုရိတုပနေတရာတဲ့သူတော်ကောင်းကိုမိကိုအားထားနေဖို့လိုအပ်သေးတယ်ဆိုလိုတာကပညာရှိသူတော်ကောင်းထံကိုယ်ကစိကပ်ဖို့လိုသေးတယ်ဟောကြည့်လေရှင်သာရိပုတ္တရာတို့ကြည့်မတရားတရားကိုရှာကြပွဲကြည့်တဲ့နေရာကနေထွက်လာခဲ့ကြပြောရင်ပါရင်နဲ့အနှစ်သာရကင်းမဲ့တာကိုစဉ်းစားမိလို့အိမ်မပြန်တော့ပဲနဲ့ထွက်လာပရပိုက်ဆိုတဲ့ဘာသာရေးခိုင်းတဲ့ဝင်နေဒါပေမဲ့သူတို့လိုချင်တဲ့တရားမတွေ့ဘူးဟောပြောပေးမဲ့ပုဂ္ဂိုလ်မရှိဘူးမရှိသည့်အတွက်ကြောင့်အတ္တတမပဏိတိဆိုတာသူပြည့်စုံအောင်မလုပ်နိုင်ဘူးနောက်ကြတော့တပည့်ဆက်ကြတရားနာပြီးတော့သောတပန်ဖြစ်အနတ္တလက္ခဏာသုတ်ကိုနာပြီးတော့ယဟန္တာဖြစ်သွားတယ်ပင်စဝဂ္ဂိ၅ပါးထဲမှာအငယ်ဆုံးရှင်အတ္တစီနဲ့တွေ့တဲ့အခါမှာသူလိုချင်တဲ့တရားသိရှိနားလည်ခွင့်ရသွားတယ်ဟောအဲ့ဒီကြတော့မှသူကကိုယ့်ကိုယ်အစွမ်းကုန်ပြင်နိုင်တယ်ပုရုဇဉ်ဘဝပြင်လိုက်တဲ့အခါမှာသောတပန်ဖြစ်သွားတယ်ပေါ့ဘုရားစီရောက်ပြီးတရားဓမ္မတွေနာယူပြီးတော့ဆက်လက်ပြီးကျင့်သုံးတဲ့အခါမှာယဟန္တာထီအောင်ဖြစ်သွားတယ်ဟောဒါအတ္တတမပဏိတိယယဟန္တာဖြစ်မှပြီးဆုံးသွားတာအဲ့ဒါဟာတပ္ပုရိတုပနေတရာလို့ဆိုတာမပါဘဲနဲ့ဖြစ်ကိုမဖြစ်ဘူးเนาะဒါကြောင့်မို့တင်းလျောက်ပတ်တဲ့အရမနေတာတို့သူတော်ကောင်းနဲ့ပေါင်းသင်ဆက်ဆံလို့သူတော်ကောင်းစီကတရားတွေနာခွင့်ရတာတို့ဆိုတဲ့အကြောင်းတရားတွေဟာအတ္တတမပဏိတိကိုထောက်ကူပြုတဲ့အရာတွေဖြစ်လို့ဒါတွေနဲ့ကင်းပြီးတော့ကိုယ့်ကိုကောင်းအောင်ထားနိုင်ဖို့ပြင်နိုင်ဖို့ဆိုတာမဖြစ်နိုင်သေးဘူးတဲ့ဒါကြောင့်မို့ပฏิရူပရှိရမယ်တပ္ပုရိတုပနေတယရှိရမယ်အဲ့ဒီနှစ်ခုစွမ်းအားကိုပြုထားမှအတ္တတမပဏိတိဆိုတဲ့တရားဟာပြည့်ပြည့်စုံနိုင်တယ်ကိုယ့်ကိုပြင်ဆင်နိုင်တယ်လို့ဒီလိုဆိုလိုတာအဲ့ဒီကြမှာစက်တည်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဟာပြည့်စုံလာတယ်လို့ဒီလိုပြောတာเนาะအဲ့လိုဆိုလိုတယ်အဲ့တော့ဒါတွေကစက်တည်ရှိခြင်းရဲ့အကြောင်းပဲဒါဖြင့်ဒီဘဝမှာပညာတွေကိုစီးပူးလာလို့စက်တည်ရှိတယ်လို့ဆိုရယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်စက်တည်ရှိတယ်ဒါနကောင်းမှုကိုလုပ်တယ်သီလဆောက်တည်တယ်ကမ္မထဘာဝနာပွားများတယ်ဒါနကုသိုလ်သည်စက်တည်ပဲကုသိုလ်ဟာစက်တည်ပဲကောင်းမှုဆိုတာစက်တည်ပဲပုံညသီလဆောက်တည်တယ်သီလကိုကစက်တည်ဟုတ်တယ်အလူလူတဲ့ပုဂ္ဂိုလ်ကလည်းစက်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာလည်းစက်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တရားဓမ္မနဲ့နေထိုင်ပြီးတော့နေတဲ့ပြည့်ပြည့်စုံစုံနေထိုင်တဲ့ပုဂ္ဂိုလ်ဟာလည်းစက်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဒါကပုံညပညာကြတော့အရတ္တမေပညာထိအောင်ရောက်မှစက်တည်ဟာပြည့်ပြည့်စုံတယ်လို့ဒီလိုပြောအဲ့ဒါကြောင့်မို့လို့တမ္မာလောကီပညာလေးတိုက်ရုံနဲ့စက်တည်ရှိလာပြီလို့သတ်မှတ်လို့မရသေးဘူးပေါ့အဲ့ဒါကြောင့်မို့ဓမ္မပညာကိုစီးပူးအထောက်အောင်စီးပူးအထောက်တဲ့အခါမှာအခြေခံအားဖြင့်ဘုရားဘာသာဝင်သူတော်စင်တို့အနေနဲ့ဒီပညာတစ်ခုရရှိလာဘာလုပ်ဖို့လိုပညာတစ်ခုဘယ်လိုပြုစုပြောထောင်ရမလဲလို့ဆိုလို့ရှိရင်နောက်ဆုံးအဆင့်မြင့်တဲ့မဲ့ပညာဖို့ပညာဆိုတဲ့အမြင့်ဆုံးပညာတစ်ခုကိုရအောင်ဘာပညာကိုအားထုတ်ရမလဲလို့ဆိုဝိပဿနာပညာကိုအားထုတ်ရဒါဖြင့်ဝိပဿနာပညာကိုရချင်တယ်ဆိုရင်ဘယ်ကစပြီးဘာလုပ်ရမလဲနံပါတ်1ကကိုယ့်အကြောင်းကိုသင်ယူမှတ်သားရကိုယ့်အကြောင်းလို့ဆိုဒီမှာဘယ်မြို့နယ်ဘယ်ရွာဘယ်ရပ်ကွက်ဘယ်လမ်းဘယ်အမေဘယ်အဖေကမွေးတယ်ဆိုတဲ့ကိုယ့်အကြောင်းကိုပြောတာမဟုတ်
ကိုဘဝဆိုတာဘာလဲယုံနာနှစ်ခုတို့ရဲ့ဖြစ်ပေါ်စေတတ်တဲ့ကံတရားကိုလည်းယုံနာနှစ်ခုဖြစ်ပေါ်စေတတ်တဲ့ကံတရားကိုလည်းဘဝလို့ခေါ်တယ်အဲ့ဒီကံကြောင့်ရလာတဲ့ခန္ဓာ၅ပါးကိုလည်းဘဝလို့ခေါ်တယ်ပေါ့အဲ့ဒီဘဝကိုဆင်ញင်သုံးသပ်ပြီးကိုရထားတဲ့ခန္ဓာ၅ပါးပေါ်မှာသင်ယူမှတ်သားဖို့လိုတယ်တဲ့ဝိပဿနာပညာအထုတ်ဖို့အတွက်ဆိုလိုတာကနံပါတ်1ခန္ဓာအကြောင်းကိုသင်ရမယ်မသင်မဲမလုံးနဲ့ရှင်းဥစွာသင်ဝိတ္တုဒိမတ်မှာသေချာရေးထားတယ်ခန္ဓာဟာပညာဘူမိပညာရဖို့ရအတွက်ပညာသင်ဖို့လေ့ကျင့်တဲ့ခွင့်တစ်ခုပဲ subject တစ်ခုပဲခန္ဓာအကြောင်းကိုသင်ရမယ်အာရဏအကြောင်းကိုသင်ရမယ်ဓာတ်အကြောင်းကိုသင်ရမယ်ပြီးတဲ့အခါမှာသစ္စာ၄ပါးတို့ပဋိစ္စသမုပ္ပါဒ်တို့ဆိုတာထိုက်တဲ့လျောက်နားလည်အောင်ဘဝအကြောင်းနားလည်အောင်ရှုဆိုတာသင်ယူမှတ်သားရမယ်တဲ့ဒါတုတ္တမယပညာလို့ခေါ်တယ်အဲ့ဒီပညာကိုရအောင်ဘယ်လိုလုပ်ရအောင်ဆိုဥက္ကဟသင်ယူခြင်းပရိပု္ပ္ပာမရှင်းသေးတာတွေကိုဆွေးနွေးမေးမြန်းခြင်းလို့ဆိုတယ်ဒီအချက်နှစ်ခုနဲ့ပညာရအောင်ကြိုးစားတဲ့ရလာပြီဆိုရင်ဘာလို့သီလဝိတ္တုတဲ့သီလနဲ့ပြည့်စုံအောင်လုပ်သီလနဲ့ပြည့်စုံပြီးရင်ဘာလုပ်ဖို့လို့စိတ်တဝိတ္တုစိတ်စင်ကြယ်မှုလို့ဆိုတဲ့တမာရီတရားနဲ့ပြည့်စုံအောင်လုပ်လို့ဒီလိုပြောတာအဲ့ဒီနှစ်ခုဟာပညာမူလလို့ပညာရဲ့အမြင့်တစ်ဖွဲ့ဖြစ်တယ်သီလမရှိရင်ပညာဟာအမြင့်မတွယ်နိုင်ဘူးစိတ်မတည်ကြည်ဘူးဆိုလို့ရှိရင်လေစိတ်မတန်ရှင်းဘူးမတည်ငြိမ်ဘူးဆိုလို့ရှိရင်လေပညာဟာအမြင့်မတွယ်နိုင်ဘူးဒါကြောင့်မို့ပညာရဲ့အမြင့်တစ်ဖွဲ့ဖြစ်တဲ့သီလဝိတ္တုစိတ်တဝိတ္တုသို့မဟုတ်သီလနဲ့တမာတိဆိုတာနှစ်ခုကိုယ်တဏ္ဍာမှာအရင်တည်ဆောက်ရမယ်လို့ဒီလိုပြောတာနော်ကောင်းပြီအဲ့ဒီတည်ဆောက်ပြီးတော့ကိုရအောင်အထောက်ရမယ်ပညာတွေကဘာတွေတုံးဆိုရုပ်အကြောင်းနာမ်အကြောင်းခန္ဓာကိုယ်ထဲမှာရှာကြံပြီးတော့လက်တွေ့သိအောင်ကြိုးစားအထောက်ကိုယ်တဏ္ဍာမှာရှိတဲ့အရာတွေမျက်စိဆိုတာရုပ်တရားမျက်စိနဲ့မြင်တဲ့အဆင့်အာယုံကရုပ်တရားအဲ့ဒီအဆင့်အာယုံနဲ့မျက်လုံးနဲ့ဆုံမိခြင်းကြောင့်ပေါ်လာတဲ့မြင်သိစိတ်ကလေးကနံတရားလို့ဟောရုပ်နဲ့နံနဲ့꿰အောင်ကြည့်နားကအတန်ကြားလို့ရှိရင်လည်းအတန်ကလည်းရုပ်တရားပဲနားကလည်းရုပ်တရားအဲ့ဒီရုပ်နှစ်ခုတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့အသိစိတ်လေးကြမှာနံတရားနှာခေါင်းနဲ့အနံ့ဆုံတယ်နှာခေါင်းကလည်းရုပ်တရားအနံ့ကလည်းရုပ်တရားနာမှန်းသိလိုက်တာအနံ့ရမှန်းသိလိုက်တာကြမှာနံတရားလို့အဲ့ဒါလို့မျက်စိနာနာလျာကိုယ်စိတ်လို့ဆိုတဲ့ဓာရ6ပါးမှာထင်းလာတဲ့အစင်းအတန်အနံ့အရသာအထိအတွေ့ကြံတွေးအာယုံဆိုတာတွေရဲ့သဘောတဘာဝတွေထိုအာယုံနဲ့ပေါင်းစပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့နံတရားတွေရဲ့သဘောတဘာဝတွေကိုလက်တွေ့ကြကြသိရှိအောင်ကြကြကြုတ်ကုတ်အထုတ်ခြင်းဟာအထုတ်လို့ရလာတဲ့ပညာကိုနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်ပဲအဲ့ဒီပညာရလာပြီဒါတွေကဘာကြောင့်ဖြစ်တယ်လို့အကြောင်းတရားပါသိလာပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်ဟောရုပ်နဲ့နာမ်နှမျိုးအကြောင်းတရားနဲ့ပါတွဲဖက်ပြီးတော့သိလာပြီဆိုရင်ဉာဏ်နှမျိုးကိုယ်တဏ္ဍမှာပညာနှမျိုးရလာအဲ့ဒီပညာဟာတာမန်ပညာနဲ့မတူတဲ့တကယ်ကျက်တည်ရှိတဲ့ပညာလို့ဒီလိုပြောတာနော်အဲ့ဒီပညာနှစ်ခုပြည့်လို့ရှင်ပုရုဇဉ်မင်းဖြစ်လက်ကြတာသုလသောတာပန်အငယ်စားလို့တောင်ခေါ်နိုင်တယ်လို့ဒီလိုဆိုထားတာနော်အဲ့တော့ဒီပညာနှစ်ခုနဲ့ပြည့်စုံမှဗုဒ္ဓဘာသာအစစ်ဆိုတာလည်းဖြစ်နိုင်တယ်ပေါ့အဲ့ဒီပညာရနှစ်ခုတိုးမြင့်ပြီးတော့ဆက်လက်ကြိုးစားလိုက်တဲ့အခါမှာသမထနာဉာဏ်တို့ဥရိယပြဉာဏ်တို့ဘင်္ဂဉာဏ်တို့ကနေဆက်ပြီးတော့ဝိပဿနာဉာဏ်တွေကုံအောင်ဖြစ်ပြီးတဲ့အခါမှာဝိပဿနာဉာဏ်တွေကြောင့်ရောက်ရှိသွားတဲ့နိဗ္ဗာန်ကိုမြင်တဲ့နိဗ္ဗာန်ကိုမြင်ပြီးတော့ကိလေသာကိုဖယ်ရှားနိုင်တဲ့မဲ့ဉာဏ်ဖုန်ဉာဏ်ဆိုတာဒီ
ရရှိသွားပြီဆိုတဲ့အခါမှာကြတော့အမှားတွေအားလုံးဟာပြင်ပြီးသားဖြစ်သွားမှာပါအဲ့ဒီအမှားတွေအားလုံးပြင်သွားလို့ရလာတဲ့ပညာဟာတကယ်ကျက်တည်ပဲလို့ဒီပညာရပြီဆိုရင်လောကမှာရှိတဲ့ကျက်တည်အားလုံးဟာသူတဏ္ဍာမှာစုပြုံရောက်ရှိလာပြီလို့ဒီလိုဆိုလိုတာဒါကြောင့်မို့နှစ်သက်အခါမှာကျက်တည်ရှိအောင်နေထိုင်မှာလို့ဆိုတာဒါကိုပြောတာเนาะနောက်ဆုံးကျက်တည်ရှိအောင်လုပ်ဖို့ဆိုတာယန္တာဖြစ်အောင်လုပ်မှကျက်တည်အပြည့်ဝရမယ်ယန္တာမဖြစ်သေးရင်ကျက်တည်မရှိဘူးလားဆိုအတိုင်းအတာတစ်ခုအရာကျက်တည်ရှိလာပြီပုရုဇဉ်မှာမှာလည်းပညာတွေဝိပဿနာပညာတွေရလာရင်အတိုင်းအတာတစ်ခုအရာကျက်တည်ရှိလာပြီပုရုဇဉ်ဘဝလွန်မြောက်ရင်သောတာပန်ဖြစ်လာပြီဆိုရင်တော်တော်ကျက်တည်ရှိလာပြီသောတာပန်ဘဝကိုလွန်မြောက်၍သဂရဂံဖြစ်လာရင်လည်းကျက်တည်ရှိလာပြီပညာကတစ်ခုနဲ့တစ်ခုတိုးတက်သွားတာအဲ့ဒီနောက်ဆုံးရတ္တမေရတ္တဖို့ပညာလို့ဆိုတဲ့ဒီပညာကိုရပြီဆိုရင်တော့ပညာဟာလမ်းဆုံးလို့အမြင့်ဆုံးကျက်တည်တစ်ခုကိုပိုင်ဆိုင်သူဖြစ်လာပြီလို့ဒီလိုကျက်တည်မျိုးရအောင်နှစ်သက်အခါမှာခု2013ခုနှစ်အခါမှာဒီကျက်တည်ရသည့်ထိအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း